နွေဦးရာသီရောက်ပြီဖြစ်လို့ရာသီစာဖြစ်တဲ့မြင်းသီးစိန်ဒီကိုရှာနေပါသလားဒါဆိုရင်တော့ဗီဒီယိုအဆုံးထိကြည့်လိုက်အောင်နော်စူးစီးတွေမပါပဲတဘာဝတိုင်စိန်နာဖြစ်လို့လူကြီးလူငယ်မရွေးစိတ်ချလက်ချစားသုံးလို့ရပါတယ်အရသာလေးကတော့ချူချူချင်းချင်းနဲ့အရန်ကိုစားလို့ကောင်းပါတယ်အမောင်ဆုံးနေနဲ့ဈေးကဝယ်လာတဲ့မြင်းသီးတွေကိုရေပြောင်ဆေးပြီးထက်ချန်ချန်လာပါမယ်တစ်ခါလောက်ထားပြီးရင်အကြာကြီးခန့်တာမလို့မြင်းသီး90သားကိုဈေးကနေဝယ်လာခဲ့ပါတယ်ချက်ချန်ခွဲထားတဲ့မြန်းသီးတွေကိုအစီမထုတ်ပဲစိမ်မှာဖြစ်တဲ့အတွက်စားရည်ထဲမှာ3နိုင်လောက်စိမ်ထားပါမယ်။ဒါမှမြန်းသီးစိမ်တဲ့အခါမှာမခါပဲအယောင်မြန်းသီးစိမ်ထားတဲ့အချိန်မှာတကြားရည်ကိုခြူပါမယ်။တကြားကို40သားသုံးထားပါတယ်။ပါဝါတကြားသုံးပြီးစိမ်တာမဟုတ်တဲ့အတွက်ကျွန်တော်ကတော့တကြားကိုအချိုကဲအောင်လို့ပို့ထည့်ထားပါတယ်။ဒါမှအချင်းနဲ့ကွက်တီကြမှာပါ။တကြားရည်ကျူပြီးသွားတဲ့အခါမှာမီပိတ်ပြီးအေးခဏပါမယ်။တစ်ဖက်မှာလည်းထချန်ခွဲထားတဲ့စားရည်စိမ်ထားတဲ့မြန်းသီးတွေကိုရေအထက်ထပ်ပြန်ပြီးတော့ဆေးပါမယ်။ရေပြောင်းစစ်ပြီးရင်တော့ဒီလုံးနဲ့ပုံတွေကိုမယန်သီးနဲ့တကြားရရောပြီးစိမ်ပါမယ်။အပူချိန်မှာ3ရက်ကနေ5ရက်တွင်ထားပြီးရင်တော့ချူချူချင်းချင်းနဲ့စားလို့ကောင်းတဲ့မယန်သီးချင်းစိမ်လေးရပါပြီ